ဒီပါရှိစစ်ကြောင်းတွေကို GED နဲ့ရှောက်လို့မရဘူးလားအဲ့တော့ medical ကျောင်းနေရာဆိုလို့ရှိရင်ပုံမှန်အားဖြင့် chemistry physics bio ဆိုတဲ့ဘာသာရပ်တွေလိုအပ်ပေမဲ့ GED မှာဆိုလို့ရှိရင်တော့ science တစ်ဘာသာပဲပါတဲ့အတွက်ကြောင့်မို့လို့ဒီကျောင်းတွေကလက်မခံတာမျိုးတွေရှိနေနိုင်ပါတယ်ဒါပေမဲ့လည်းနီလန်းတွေကတော့ရှိနေပါသေးတယ်ဒီဗီဒီယိုလေးမှာဆိုလို့ရှိရင်တော့နီလန်း၃ခုပြပြပေးသွားမှာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဆက်လက်ဆောင်ကြည့်ပေးပါအောင်နော်အဦးဆုံးတနည်းကတော့ GED နဲ့စင်ကာပူမှာ Biomedical Science တက်ရောက်ပြီးတော့ MBBS ကိုဆက်လက်တက်ရောက်နိုင်ပါတယ်။ဒီနည်းလမ်းကတော့ GED နဲ့ Biomedical Science ကို3နှစ်ကျော်တက်ရောက်ပြီးတော့ MBBS ကိုပထမနှစ်ဒုတိယမဟုတ်ရင်ဒုတိယနှစ်ကနေပြီးတော့ဆက်လက်တက်ရောက်နိုင်ပါတယ်။သူ့ရဲ့အားသာချက်ကတော့ကိုက Biomedical Science ကိုတက်ရောက်ထားတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဆေးပညာပိုင်းနဲ့ပတ်သက်ပြီးသင်ယူပြီးသားဖြစ်တဲ့အတွက်ကြောင့်မို့လို့ MBBS တက်ရောက်တဲ့အခါမှာပို့ပြီးတော့လွယ်ကူစေပါတယ်။သူ့ရဲ့အားနည်းချက်ကတော့အချိန်ပိုကုန်ပြီးတော့ငွေကြေးပိုကုန်ကျတတ်ပါတယ်ဒုတိယတနည်းအနေနဲ့တော့ GED, SAT, IELTS ဒီ3ခုကိုပြင်ဆင်ပြီးတော့တရုတ်မှာ GED လက်ခံတဲ့ကျောင်းတွေမှာစေကျောင်းကိုလျှောက်ထားလို့ရပါတယ်။ဒီနည်းနဲ့ဆိုလို့ရှိရင်တော့ပထမဦးဆုံး Foundation ဒါမှမဟုတ်ရင် Pre-Medicine ကိုအရင်တက်ရောက်ပြီးတော့ Bachelor ကိုဆက်လက်တက်ရောက်နိုင်ပါတယ်။တကယ်လို့ကိုကဒီနည်းလမ်း2နည်းလုံးကိုသဘောမကျဘူးဆိုလို့ရှိရင်တော့ GED ပြီးသွားတဲ့အခါမှာ OSSD ကိုဆက်လက်တက်ရောက်ပြီးတော့ MBBS ကိုလျှောက်ထားလို့ရပါတယ်။ Medical ကျောင်းရာဆိုလို့ရှိရင်တော့ Science Subject တွေlab experience တွေကိုအဓိကထားကြည့်ရဖြစ်တဲ့အတွက်ကြောင့်မလို့ကိုကထက်တန်းပညာရေးကိုမပြင်ဆင်ရသေးဘူးစေချောင်းတက်ဖို့အတွက်ဘာတွေပြင်ဆင်ရမလဲစဉ်းစားနေတဲ့ဆိုတဲ့ကျောင်းသားတွေအတွက်ဆိုလို့ရှိရင်တော့ GED ထက်စာလို့ရှိရင် IGCSE ဒုတိယမဟုတ်ရင် A level ကိုတော့ပို့ပြီး recommend လုပ်ပါတယ်နော်ကျောင်းရင်းတရားဟောပညာရေးချင်းတွေကမတူတာဖြစ်တဲ့အတွက်ကြောင့်မလို့ကိုယ့်ရဲ့ပညာရေးချင်းနဲ့ဘယ်လိုလမ်းကြောင်းတွေရှိရဲဘယ်လိုကျောင်းတွေလျှောက်ထားလို့ရလဲဆိုတာကိုတော့ MSI မှာအသေးစိတ်ဆွေးနွေးမြင်နိုင်ပါပြီဒီလိုမျိုးအခမဲ့ဆွေးနွေးမြင်မှုအတွက်ကိုလည်း appointment ကိုအခုပဲရယူနိုင်ပါပြီနော်